အားလုံးပဲမင်္ဂလာပါမေဘဒီနေ့ review လုပ်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ ရောင်နီယူ automobile ကနေပြီးတော့တင်သွင်းထားတဲ့ 14 F4 U2 ကားလေးပဲဖြစ်ပါတယ်ဒီကားလေးကဆိုလို့ရှိရင် 7 seat ကိုမှ luxury feeling vibe အပြည့်ကိုပေးနိုင်တဲ့ကားလေးတစ်စီးပဲဖြစ်ပါတယ်ကဲဒီကားလေးရဲ့ performance တွေထူးခြားချက်တွေဘယ်လိုရှိလဲဆိုတော့မေဘနဲ့တူကြည့်လိုက်ရအောင်နော်Mitsubishi engine ကိုအသုံးပြုပေးထားပြီးတော့ engine power 1.5 liter turbo engine ကိုအသုံးပြုပေးထားပါတယ်။ maximum power ကတော့100 kW နဲ့285 Nm ထုတ်တိလည်းထုတ်ပေးနိုင်ပါတယ်။ emission standard ဆိုလို့ရှိရင် Euro 6 ကိုအသုံးပြုပေးထားပြီးတော့ fuel tank ကလည်း55 liter စက်နဲ့ front wheel drive အမျိုးအစားကားလေးတစ်စီးပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်မေဘတို့အရှိဘက်ဒီဇိုင်းလေးကြည့်ကြည့်ရအောင်အရှိဘက်ဒီဇိုင်းမှာဆိုလို့ရှိရင် 14 logo ပါမယ်ပြီးတော့ဒီမှာလက်ပြအထက်ထက်ပုံစံလေးတွေနဲ့မီးပုံစံလေးထည့်ပေးထားတယ်လို့ရှိရင်360 camera ပါမယ်ကဲ gray ကြည့်ကြမယ် gray ဆိုလို့ရှိရင်ဒီ shape ပုံစံလေးနဲ့ဟိုဘက်ဒီဘက်အပြိုင်ပုံစံအပြည့်လုပ်ပေးထားရတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီ gray ကိုသူပတ်ပတ်လေကို chrome နဲ့ကုတ်ပေးထားတယ်အဲ့ဒီ chrome ကလည်းဒီမှာမပြီးပါဘူးဟိုအနောက်ဘက်ကနေတစ်ဆက်သေးတီကိုသူက design ဖော်ပေးထားရပေါ့နော်အဲ့ design ကလည်းအဝေးကကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝထင်းထွက်နေတဲ့ပုံစံကိုပေါ့နော်မြင်ရပါမယ်ကဲသူ့ရဲ့ headlight ကိုကြည့်ကြမယ်ဒီမှာကျတော့ headlight ဒီအပေါ်ကမီတီလေး3လုံးနဲ့ဒီတောက်ချိုးပုံစံလေးရဆိုလို့ရှိရင် daytime running light ပေါ့နော်ဒီအောက်ကကျတော့ signal မီ daytime running light ဆိုလို့ရှိရင်အရန်လှပြီးတော့အဝေးကကြည့်လိုက်လို့ရှိရင်လုံးဝထင်းထွက်နေတဲ့ design ပေါ့မြင်ရပါမယ်ကဲမေဘတို့ဘေဘက် design လေးကြည့်ကြည့်ရအောင်ဘေဘက်မှာကတော့18 inches alloy wheel ရှိမယ် keyless entry ပါမယ် side mirror မှာ signal မီရဲ့ဒီကင်မရာရဲ့ပါမယ်အောက်မှာကတော့14 logo နဲ့ကိုသူက LED projector လိုက်လေးပါတယ်ပေါ့နော်ဘေဘက်ဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘေဘခုနကပြောခဲ့သလိုအရှိရ chrome တန်းကြီးကအနောက်ကိုတစ်ဆက်သေးကုတ်ပေးထားတဲ့ဒီဇိုင်းကလည်းလုံးဝကိုထင်းပြီးတော့ထွက်နေရပေါ့နော်နောက်ထပ်ထူးခြားတာတစ်ခုကတော့သူ့ရဲ့ ground clearance ဆိုလို့ရှိရင် 160mm ထိမြင့်တဲ့အတွက်ဘေဘတို့ခီးသွားအတွက်ပဲ33မျိုးထဲမှာပဲ33လုံးဝကိုအဆင်ပြေတဲ့ကားလေးတစ်စီးလို့ပြောလို့ရတယ်ပေါ့နော်ကဲဒါဆိုလို့ဘေဘတို့နောက်ဖက်တက်ကြည့်အောင်ကဲဒါဆိုရင်မေဘတို့နောက်ဖက်ဒီဇိုင်းလေးကြည့်ကြည့်အောင်နောက်ဖက်ဒီဇိုင်းမှာဆိုလို့ရှိရင်တော့ဒါလေးက spoiler ရဲ့ brake mirror ပေါ့နော် back wiper လည်းပါတယ်ဒီမှာ 14 ဆိုတဲ့စာတန်းလေးနဲ့နောက်ထပ်ထူးခြားတာတစ်ခုကဒီ tail light ဆိုလို့ရှိရင်တဒန်းနဲ့လုပ်ပေးထားတဲ့ပုံစံလေးပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဘက်မြင်ဆိုလို့ရှိရင်သူကကြောင်ချစ်အားဖြစ်ဖြစ်ကုတ်ရလေးဖြစ်ဖြစ်ပေါ့နော်ဒီလိုအတုံးပုံစံလေးနဲ့လုပ်ပေးထားတာကလည်းအဝေးကနေကြည့်မယ်ညာဘက်ကားမောင်းမယ်ဆိုလို့ရှိရင်လုံးဝထင်းထွက်နေတဲ့ပုံစံကိုရစေပါတယ်ဒီအောက်မှာကျတော့ signal me ဒီမှာကျတော့ F4 ရဲ့လူတိုးဆိုရဲ့စာတန်းလေးပါမယ်အောက်မှာကျတော့ back sensor လေးလုံးပါမယ်ကဲဒါဆိုရင်ဘယ်တော့နောက်ခန်းလေးဝင်ကြည့်ရအောင်ဒီနောက်ဖုံးအဖွင့်ပိတ်ကတော့ auto ပါပြန်ပိတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာခလုံးလေးပါသေးတယ်ပေါ့နော်ကဲဒါဆိုရင်ဘယ်တော့အနောက်ခန်းလေးကြည့်ကြည့်ရအောင်အနောက်ခန်းမှာကသူကခုံ3တန်း9ယောက်စီးဖြစ်တဲ့အတွက်ဒီနောက်ခန်းကတော့ကာကို spare ကတော့တိတ်မကြံတော့ဘူးဒါပေမဲ့ luggage အသေးတွေအထုပ်တွေပါတော့ထည့်လို့ရတယ်ပေါ့နော်ရောက်မှာက spare bag ပစ္စည်းပို့ပါမယ်ဒါမှမဟုတ်ဘယ်လိုဒီနောက်ခန်းမှာလူမစီးပြလို့ဒီခုံခောက်မယ်ဆိုလို့ရှိရင်လောက်ဆန်လေးကြည့်ရအောင်ကဲဒါဆိုလို့ရှိရင်နောက်ခုံခောက်လိုက်ပြီဆိုလို့ရှိရင်တော့ဘယ်လိုluggage တွေတော်တော်များများဆက်မယ်ဒါမှမဟုတ်လို့ရှိရင် golf bag တွေပါထည့်ခြင်းနေဆိုလို့ရှိရင်လည်းဆက်မယ်အဲ့လိုမှမဟုတ်လို့ကိုကခီးသွားနေ luggage တွေလည်းယူရမယ် golf bag တွေလည်းယူသွားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးဆန်သေးရလို့ပြောမယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဘယ်လိုအတွင်းဘက်ကိုတစ်ချက်လောက်ပဲကြည့်ကြအောင်ကဲအခုမိပဲနောက်ဆုံးတန်းလေးမှာထိုင်နေရပေါ့နော်နောက်ဆုံးခုံမှာအလဲလေးမှာထိုင်နေရဒီအလဲမှာတော့မိဘခန္ဓာကိုယ်လေးနဲ့လုံးဝကွက်တိပဲဆိုတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်အကျယ်ကြီးပဲပေါ့နော်ထိုင်လို့ရသေးတယ်သူ့ရဲ့ဒီတကားဘက်မှာဆိုလို့ရှိရင် Echo နေပါမယ် Echo အပြင်သူက Emirates တောင်ပါသေးတယ် Emirates တွေရဲ့ပြီးတော့ Catora တွေရဲ့ပစ္စည်းထည့်လို့ရတဲ့ဟာကြီးပေါ့နော်အဲ့ဒါဘေးတစ်ဖက်တစ်ချက်စီမှာသူထည့်ပေးထားတယ်ကဲနောက်တစ်ခုကပါသေးလဲဆိုဒီမှာနောက်မှာအိတ်ကတ်တွေပါသေးတယ်အိတ်ကတ်တွေကပစ္စည်းတွေပါထည့်မယ်တခုခုသိမ်းတာဖုန်းထည့်ခြင်းလည်းထည့်လို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ဘယ်လိုဒုတိယတန်းလေးတော့ကြည့်အောင်ကဲဒုတိယတန်းခုံမှာဘယ်လိုဘာတွေပါလဲဆက်စုကြည့်အောင်ဒီထိုင်ကုန်အကြောင်းရင်ပြောကြမယ်ပေါ့နော်ဒီထိုင်ကုန်ကကြတော့ဒီဘက်ဘေးမှာ adjust လုပ်လို့ရတယ်ဒါကတော့ motor နဲ့ပေါ့နော်ဒီထိုင်ကုန်မှာကိုသူကဒီမှာလက်တန်းလေးပါသေးတယ်ကဲအဲ့ဒါအပြင်ကိုဒီထိုင်ကုန်မှာလည်းအပူအေးစနစ်ပါသေးတယ်ဖုန်းထည့်ရုံတွေမဟုတ်ပေါ့နော်ဒီဘက်ဘေးမှာသူဖုန်းအားသွင်းဖို့အတွက် USB အပေါက်လေးလည်းပါသေးတယ်အဲ့ဒါလေးကလည်းသူအဖုန်းလေးနဲ့လုပ်ပေးထားသေးတယ်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ထိုင်ကုန်တွေဆိုလို့ရှိရင်ထိုင်ရတာလုံးဝကိုညှိညောင်းပြီးတော့အိနေရပဲပြီးတော့ထိုင်ကုန်တွေမှာ14ဆိုရဲlogo လေးကပ်ပေးထားသေးပေါ့နော်ကဲပြီးတော့ဒီအရှိမလို့ရှိရင်ဘယ်လိုပစ္စည်းတွေတစ်ခုတင်ချင်တာဖြစ်ဖြစ်
စားတောက်တစ်ခုခုစားချင်တာဖြစ်ဖြစ်ကားပေါ်မှာအေကွန်အေးလေးနဲ့ဒီမှာအေးသေးလေးစားပြီးအနားယူရဲဆိုလို့ရှိရင်လည်းအရန်ကိုအဆင်ပြေပါပြီးတော့အေကွန်ပါမယ်တွဲဖို့ outlet ရဲ့ USB ပေါက်တစ်ခုရဲ့ပြီးတော့ Lebron လည်းကျဲသလို Heron လည်းတော်တော်ကျဲတယ်သူကဒီမှာ speaker လေးလည်းပါသလိုအသေးလေးလည်းပါတယ်ဒီအောက်ဘက်မှာလည်းပါတယ်ဒီဘေးမှာတော့တုံးစံတိုင်းပဲတို့ cat holder အကြီးပေါ့နော်အားလေးပါတယ်ဒီတကားလက်ကင်လေးဆိုလို့ရှိရင်လည်းလုံးဝ luxury ဖြစ်ပြီးတော့ညညောင်းနေပေါ့နော်ဒီဘက် view ကြည့်မယ်ဆိုလို့ရှိရင်လည်းဘယ်လိုအပြည့်ပေါ့နော်မှန်အပြည့်ကိုမှလုံးဝအပြင်ကိုမြင်ရတယ်ပေါ့နော်အဲ့ဒါလေဘယ်တိုက်ကဲဒါဆိုလို့ရှိရင်နောက်ခန်းလေးကတော့ဆုံးသွားပြီထင်တယ်ဒါဆိုရင်ဘယ်လိုအရှိတော့ဆက်စုကြည့်အောင်ကဲဒါဆိုရင်ဘယ်လိုဒီအရှိခန်းလေးကိုဆက်စုကြည့်အောင်ရှိခန်းလေးမှာဆိုလို့ရှိရင်သူကထိုင်ကုန်နေရလေနောက်ခန်းလေးလိုပဲဒီလို adjust လုပ်လို့ရတဲ့ဟာတွေကဘေးမှာပေါ့နော် adjust လုပ်ရတဲ့ခလုတ်တွေကဘေးမှာပါတယ်နောက်တစ်ခုကတကားပေါက်မှာဆိုလို့ရှိရင်သူကလုတ်ပေးထားတဲ့ပုံစံလေးကဒီအရှိတွေရောဆိုလို့ရှိရင်ကျွန်းကွက်လေးရဲ့ဒီရှင်းမှာလေသာလေးရဲ့ပေါ့နော်လေသာဆိုလို့ရှိရင်သူကနီညိုရောင်လေးဒီနှစ်ခုရဲ့အယောင်လေးကိုသူကလုံးဝ light ဖက်နေအောင်တွဲပြီးတော့လုတ်ပေးထားတယ်ပြီးလို့ရှိရင်ဒီမှာ door setting ပါမယ်ဒီရှေ့မှာဆိုလို့ရှိရင်လေသူတော်တော်လေးကျဲတယ်ပေါ့နော်ဘယ်လိုအလှပစ္စည်းလေးပါတွေထားခြင်းနဲ့တခုခုတင်ခြင်းနဲ့ပါညာဆိုလို့ရှိရင်လေတင်တာတော့မှပဲလုံးဝ space ရရှိသေးတယ်ကဲ steering ကတော့လုံးဝကင်ရတာကတော့ကြည်ကြည်လေးပဲပြီးတော့ထုံးစံတိုင်းပဲဒီ steering ပုံစံမှာဆိုလို့ရှိရင်သူကဒီထိုင်ကုန်နေရဲ့ဒီ design တိုင်းပေါ့နော်ဒီခဲရောင်လေးရဲ့တားရောင်ပြောရမလားအဲ့ဒါလေးရဲ့သူကပေါင်းပြီးတော့ design တူတူလုပ်ပေးထားရပေါ့နော်အလယ်မှာကျတော့ဒီ 14 logo ပါမယ်ဘယ်ဘက်မှာကျတော့ media control လုပ်လို့ရတဲ့ခလုတ်တွေပါမယ်ဒီညာဘက်မှာကျတော့ cruise control လုပ်လို့ရတဲ့ခလုတ်ပေါ့နော်ကဲဒါ infotainment screen ရဲ့ digital cluster တွေကသူတစ်ဆက်တည်းလုပ်ပေးထားတယ်ကိုကားရဲ့ tire pressure တွေဘာလဲပေါ်မယ်ကဲအဲ့ဒါပြီးလို့ရှိရင်တော့ဒီဘက်ကိုသွားရအောင် infotainment screen ပေါ့နော်ကဲအမှ ambient light ဆိုလို့ရှိရင်လေ color တွေမျိုးစုံချိန်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာ aircon ကကြတော့ဒီလိုအလုံးပုံစံနဲ့အလယ်မှာကြတော့ hazard light ပေါ့နော်ကဲပြီးလို့ရှိရင်ဒီအောက်မှာကဒီ space တစ်ခုပါမယ်ပြီးတော့ USB တစ်ခုပါမယ်ပေါ့နော်ဒီကတော့ဒီလေမောင်းတန်လိုပဲ drive mode ကကြတော့သူ3မျိုးပါတယ် eco normal sport ပေါ့နော်ပြီးလို့ရှိရင် armrest အောက်မှာပစ္စည်းထည့်လို့ရတဲ့နေရာတစ်ခုပါမယ်ပေါ့နော်panoramic view ပါတဲ့အတွက်ဒါခီးသွားတယ်ဖြစ်ဖြစ်လုံးဝကိုအဆင်ပြေကဲပြီးတော့ဒီမှာမျက်မှန်တွေပါထည့်လို့ရမယ်မီးတွေပါလည်းဒီမှာဖွင့်လို့ရမယ်ခီးထွက်မယ်ဆိုလို့ရှိရင်လည်းလုံးဝ A60 နဲ့ leathery vibe အပြည့်ရတဲ့ခံစားချက်မျိုးနဲ့ပေါ့နော်ထွက်လို့ရတဲ့ကားလေးဖြစ်တယ်ကဲအခုမပဲ 14 F4U တို့ရဲ့အပြင်ပိုင်းဒီဇိုင်းကိုအတွင်းဘက်က Bloody Luxury ဆန်နေတို့ရဲ့အကြောင်းကို review လုပ်ထားပြီးပြီဆိုတော့ဒီကားလေးနဲ့ပတ်သက်တဲ့အကြောင်းအသေးသိချင်တယ်ဆိုလို့ရှိရင် 14 by ရောင်နီ automobile Facebook page ဒါမှမဟုတ် M26 အေးမွန်လန်၄ရဲကွယ်လှိုင်မြို့နယ်ရန်ကုန်မြို့သို့ဆက်သွယ်နိုင်ပါတယ်နော်